မင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်မေခါလီက Dot Plus ကျွန်တော်ဆက်ရှင် model လေးဖြစ်တယ်။တော့ဘွေးကြတော့ကျွန်တော်လာတာတော့ LS ရဲ့ LD ရဲ့ LDZ ရဲ့ Premier လို့ပြောလာတယ်။ကျွန်တော်ဒီမှာရှိတဲ့ကားလေးကတော့ Premier Grade ရပြတော့အမြင်လုံးကားလေးဖြစ်တယ်။အင်ဂျင်ပေါ်အားဖြင့်တော့ 1.4 turbo ချက်တက်လာပြီးတော့ဒီကောင်က auto drive တော့မဖြစ်ဘူး forward drive ဖြစ်တယ်တက်စီကားလေးပေါ့။ပြီးရင်ဒီကောင်က0 to 100ဆိုရင်ကျွန်တော်တို့ second အားဖြင့်ဆိုတာ 8.5 second ပဲကြာတယ်။ပြီးရင်ဒီကောင်ရဲ့ horsepower တော့130 horsepower လောက်ထိထွက်တယ်။ဒီအင်ဂျင်ပေါ်နဲ့ဆိုတော့မဆိုးဘူးကျွန်တော်မျိုးလေးမဲ့သုံးတော့highway ပဲတော့ဆင်းနေကားလေးဖြစ်တယ်။ကြောက်စီမဲ့ဆိုလည်းကြည်ကြုံလို့ရှိတယ်။အရင်ဒီ SUV ကိုမကြိုက်ဘူးဆိုတော့ဒီကားမျိုးကိုရွေးချယ်တယ်။တော့နိုင်စရာအပြင်တော့ကျွန်တော်တို့ 1S နိုင်စရာနံပါတ်10မြင့်ပဲ။ဘူးလိုက်စီနေရမှာပါ။တော့ရဲ့ advice side လေးတော့ကျွန်တော်ပြောတယ်။တော့ advice side ကကျွန်တော်တို့2555 association နဲ့ social မှာတော့တုံထားပြီးတော့အယောင်အပြင်တော့ super black အယောင်လေးဖြစ်တယ်ဗျ။အယောင်ကတော့တော့မဲနေနေရတယ်ဗျ။ကျွန်တော်ဒီကားလေးရဲ့အတွင်းကန်းလေးကိုတစ်ချက်လောက်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်။ဒီကောင်လေးကအတွင်းကန်းကတော့ကျွန်တော်တို့ရိုးရှင်းပဲစီမော်တာပါတယ်ပြီးသွားရင်ကျွန်တော်တို့မန်ကျုံမန်ကောက်ပါလာမယ်ကိုရီးယားလုံးဖြစ်တဲ့အတွက်တချို့ကျွန်တော်တို့ဒူဘိုင်းဂရိတ်နဲ့ကနေဒါလုံးနေဆိုရင်တော့မန်ကျုံမန်ကောက်မပါဘူးဒီကောင်ဆိုရင်တော့မန်ကျုံမန်ကောက်ပါလာမယ်ပြီးသွားရင် CRN control တွေပါလာမယ် CRN ကတော့လေသာကျိုးချုံနဲ့ဖြစ်တယ်ပြီးသွားရင် cruise control တွေပါမယ်ဒီဘက်ကဆိုရင်တော့ကျွန်တော်တို့အတန်တိုးချဲတွေပါသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ infotainment TV တေးသေးလေးအဲ့ဒါနေပြီးတော့ကျွန်တော်တို့C range ကြည့်လို့ရတယ်ကျွန်တော်တို့ range ဘယ်လောက်ရသေးလဲကြည့်လို့ရမယ် tire pressure ကြည့်လို့ရမယ်ဒါဆိုကျွန်တော် range က200 km ရသေးတယ် C တစ်ဝက်ကျန်သေးတယ်အဲ့လိုမျိုးပေါ့ဒီဟာကြီးကြည့်လို့ရပါမယ်ပြီးသွားရင်အလဲမှာဆိုရင်တော့ကျွန်တော်တို့ C ကတော့ heater ပါမယ်ဟိုကတော့ C အပူပဲပါသွားမယ်ကျွန်တော်အေးတော့မပါဘူးဗျပြီးသွားရင် traction control off ပါမယ် TV ကတော့ကျွန်တော်တို့9လက်မ TV လေးသူက9လက်မအောင်မှာတခြားကားနဲ့မတူတာ chiplet mine နဲ့ TV ဖြစ်တယ် chiplet mine လေးဖြစ်တဲ့အတွက်သူက Apple CarPlay တွေကျွန်တော်တို့Android Auto တွေမှာသုံးလို့ရပါမယ်ဒီကားလေးကဆိုရင်တော့ပြီးသွားရင် sound လေးလည်းပါတယ်ဒီကောင်လေးက sound လေးဆိုရင်ကျွန်တော်တို့ဒါဖွင့်ရင်နောက်လေးပဲဖွင့်လာကြတယ်ရတယ်ဒါမှမဟုတ်ပြန်ပိတ်ချင်တယ်ဆိုရင်တော့ဒါလေးနဲ့ပိတ်လို့ရတယ်ဒါကတော့လုံးဝအဆုံးထိဖွင့်တာပေါ့ဒီကောင်လေးကအဆုံးထိဖွင့်နေတာလေအဆုံးထိဖွင့်လို့ရတယ် panoramic တော့မဖြစ်ဘူးရိုးတဲ့ sound လေးပဲဖြစ်မယ်ဒီကောင်လေးကတော့ပြန်ပိတ်မယ်ဆိုလည်းကျွန်တော်တို့တစ်ချက်လေးပဲပြန်ပိတ်လို့ရမယ်ရိုးရှင်းလေးပါပဲဟို trade တော့မရှိဘူးကာဗွန်လေးအလားပြန်ဆင်ထားတယ်ကာကျွန်တော်အနောက်ခန်းလေးတစ်ချက်လိုက်ပြပေးမယ်နောက်ကဆိုရင်လည်းကျွန်တော်ကြကြဝန်းရှိရကားလေးပြ crossover SUV ဖြစ်တဲ့အတွက်ကြကြဝန်းပဲကျွန်တော်3ယောက်ကတော့ကြကြဝန်းစီးလို့ရတယ်ဝါးရလို့ဆိုတော့2ယောက်ပေါ့ပြီးသွားရင်ကျွန်တော်ကတ်ဖိုတာလေးနှစ်ခွက်ပါမယ်အလဲမှာလက်တင်လို့ရမယ့်ဟာလေးတစ်ခုရှိမယ်ဗျသူကအနောက်ကတော့ aircon fans မပါဘူးအရှိပဲ aircon fans ပါပြီးတော့ aircon ကလည်းအေးတယ်ဘယ်လိုနေနေကျွန်တော်အဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်မယ်နောက်ခန်းလေးတစ်ချက်ပြီးသွားကျွန်တော်နောက်ဖုန်းလေးတစ်ချက်ပြပေးမယ်ကြိုက်တော့ကျွန်တော်မီးဗျဒီကားမှာဆိုမီးကတော်တော်လေးလာတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန်မီးရဆိုမီးအပြည့်နဲ့လာတယ်ဒီကောင်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့မီးသီးကနှစ်ထပ်မီးသီးပုံစံလေးဒီဇိုင်းကိုဖန်ထားတယ်ပြီးသွားရင် trust turbo လေးပါပြီးတော့ turbo ကားဖြစ်တဲ့အတွက် turbo လေးပါပြီးတော့ premier ဆိုတဲ့တစ်စိတ်လေးပါတယ်ဘာလို့လဲဆိုတော့ဒီကောင်က premier grade ဖြစ်တယ်နံပါတ်ကတော့ 1S နဲ့နံပါတ်မြင့်မယ်ပုံမှန်ကားအဲ့ဆိုကျွန်တော်ဒါနောက်ဖုန်းမမယ်ဆိုကျွန်တော်ဒီ level မှာရှိတယ်ဒီကောင်တော့မဟုတ်ဘူးနောက်ဖုန်းကကျွန်တော်ဒီရောက်မှာရှိမယ် manual ပဲဟိုကတော့မပါဘူးကျွန်တော်မော်တာတော့မပါဘူးဗျပြီးသွားရင်ဒီရဲ့နောက်ခန်းမှာဆိုတော့ကြကြဝန်းရှိတယ်ကြကြဝန်းရှိတယ်ဆိုတော့ luggage တွေတော့နှလုံးလောက်တော့ကောင်းကောင်းကြီးဆက်နေဒီဘက်ကဆိုရင်လေထိုးဘူးတွေပါမယ်ကားဆွဲတဲ့ဟာလေးပါလာမယ်ဒါလေးပဲပါမယ်ဗျပြိမယ်ဆိုတော့ manual ပဲ Plus Premier Grade လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်အသေးသေးသိနေတာပဲဖြစ်ဖြစ်ဒါရောလည်းကြည့်ရှုလို့ရပါတယ်ကျွန်တော်မော်ဒယ်တွေကျွန်တော်မှာခဏပါတယ်ကျွန်တော်ဒီလိုအားဖြင့်တော့ကျွန်တော်တို့ချိန်နဲ့ကကြောင်းလေးကြည့်ရတဲ့အတွက်ပြီးရင်ကျွန်တော်ဖုန်းလေးဆက်ပြီးမင်းနဲ့သိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်